ဟိုရင်ရဆိုရင်ကျွန်တော်ကခြေလေးချောင်းသားဆိုရင်အရင်ကြိုက်တယ်ဟိုခွေးလေးတွေပေါ့နော်ဒီအစာကျွေးပေးတာတွေကယ်ဆယ်ရေးလုပ်ပေးတာစိတ်ကူးပေးတာတွေရိုက်ပြနေလို့ပေါ့နော်ဟိုခွေးမတေးယူတီလောက်တာမဟုတ်ခင်ဗျကျွန်တော်အနေနဲ့မှရှိတဲ့ခွေးကြောင်ကြက်ငှက်တိရစ္ဆာန်အားလုံးကိုမြစ်တာပေးပေးတယ်တိရစ္ဆာန်အောင်မြစ်တာပေးပေးတယ်ဆိုရင်ကိုယ်အနီးနာလူတွေပေါ့နော်လူတွေဆိုရင်ပို့ပြီးတော့မြစ်တာပေးဖြစ်တယ်ကုညီပေးဖြစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ကုညီမှုတိုင်းမှာပေါ့နော်ဒီကျေးဇူးတင်ပါတယ်ဆိုပြီးပြောကြတဲ့လူတွေရဲ့စကားတန်ထက်ကျေးဇူးတင်ပါတယ်လို့မပြောတတ်တဲ့ဒီခွေးတိရစ္ဆာန်လေးတွေရှိရပြန်ရတဲ့မြစ်တာပေါ့နော်မြစ်တာနဲ့သူတို့အကြည့်ကပို့ပြီးလင်းနေတယ်အဲ့လိုမျိုးခံစားရတယ်ဟိုကျွန်တော်ကဒီအခုဒီ9နှစ်ကျော်6နှစ်ပေါ့နော်အဲ့တက်တန်းမှာဒီခွေးလေးတွေနဲ့တင်းတင်းလေးတေးတူလောက်ခဲ့တယ်ဆိုပေမဲ့အဲ့မတိုင်ခင်နှစ်ပေါင်းများစွာတည်းရပါတော့ဟိုရင်ရဆိုရင်ကျွန်တော်ကခြေလေးချောင်းသားဆိုရင်အရင်ကြိုက်တယ်အမဲသားဝက်သားမပါရင်ထမင်းကိုမစားဘူးစိတ်ကောက်တယ်အဲ့လိုမျိုးငယ်ရဆိုရင်ပေါ့နော်ခီးတွေပါသွားပြီဆိုရင်လည်းအမျိုးကြီးသားတို့ဆက်သားတို့အဲ့လိုမျိုးရပြီဆိုအရင်စားကြတယ်စားခဲ့တယ်ဆိုပေမဲ့နည်းနည်းလေးအသက်အရွယ်ရလာတဲ့အခါကျတော့အဲ့ကိုသွားရင်လိုင်းတယ်ပေါ့နော်ဒီဝက်တွေတင်သွားတဲ့ကားတွေမှာသူတို့အော်ဟစ်နေတာတွေပြီးရင်နွားကြီးတွေပေါ့နော်ဒီလေတွေထွန်ပြီးပင်ပန်းနဲ့သူတို့လောက်ရတယ်ပြီးတော့သူတို့ရဲ့ဒီအသားကိုစားတယ်ပေါ့နော်ဒါကျွန်တော်တယောက်တည်းအနေနဲ့ပြောတာပေါ့နော်ကျန်တဲ့လူတွေအတွက်မဟုတ်ခင်ဗျကျွန်တော်တယောက်တည်းအနေနဲ့ကျွန်တော်ကိုလာပြီးမြင်ကြတဲ့လူတွေအတွက်ကိုကျွန်တော်ပြောပြပေးတာအရင်ပြီးခဲ့တဲ့10နှစ်ကျော်လောက်ထဲရပါတော့ဒီအမဲသားဆိုရင်ကျွန်တော်လုံးဝမစားဖြစ်တော့အဲ့တော့ဆိုရင်ကျွန်တော်နဲ့အလုပ်တူတူလို့တကယ်ချင်းဆိုရင်သူတို့ဆိုလေလုတ်တဲ့လူတွေတောင်ပါတယ်ပေါ့နော်သူတို့တွေတောင်ကျွန်တော်နေမကောင်းတဲ့အချိန်ဆိုရင်ကိုအရင်ဝီးဖြစ်နေတယ်ပေါ့နော်ဒီအမဲဆုပ်ပြုတ်ကြီးလေးတားအသားမစားဘူးဆိုတာမတားဘူးရတယ်ကိုယ့်ဘက်ကိုစေးထိုးစေးတောက်လုံးမဲ့အားစေးတောက်တယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိတောင်ကိုရှောင်ခဲ့တယ်ဒါအရန်ကိုကြိုက်ခဲ့တဲ့အသားတွေပေါ့နော်ပြီးရင်ဟိုခီးတွေပါတယ်ကျွန်တော်တို့သွားတယ်ပေါ့နော်အဲ့ချိန်မှာနည်းနည်းဟိုကျောင်းတွေပါတယ်ပြီးဆိုတော့အသိဉာဏ်ပိုင်းနေနဲ့ရလာပြီပေါ့နော်အဲ့ချိန်မှာဒီစင်ကြီးတွေကိုပေါ့နော်လူတွေကစီးွားတယ်ဒီအလောင်းတို့ကသဖားလိုနေရာမျိုးဆိုရင်အရင်သလားဖို့ကောင်းတယ်စင်မာကြီးတွေကိုလေလူတွေကအမျိုးစီးတယ်တချို့နေရာဆိုကျွန်တော်ခက်ခဲတက်ကြတာမလို့ဘေးမှာစင်ပေါက်ကြီးကပါတယ်သူ့အမေနာပေါ့နော်တကောက်လိုက်နေတဲ့အခါကိုရိုင်းရတယ်အမေဆိုရင်ပို့ပြီးတွေ့လာပြီးတမိုးထားတဲ့လူဖြစ်တဲ့အတွက်ကအဲ့ဒီကိုမြင်ဝင်နေမြင်ရတဲ့အခါစိတ်ထိကြရတယ်ဟောအဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်မှုပေါ့နော်ဥမာပေါ့နော်ဟိုအဲ့တော့ကိုယ့်အပျော်ပုံစံမျိုးမဟုတ်ဘူးဥမာပေါ့နော်လူကြီးတွေဒီတောင်တက်ခီးတွေမသွားနိုင်ဘူးဖျားလဲဖူးမယ်ပေါ့နော်အမျိုးအခြေအနေမျိုးမှာစီးလာမျိုးဆိုရင်တော့ဟိုတမျိုးပေါ့ကိုပျော်ရွှင်မှုတက်တက်နဲ့ပေါ့နော်ဒီဒါတော့သူတို့ကတော့ဒီတရိษံတွေမှီညမ်းပြီးမှစားသားရတဲ့သူတို့စီးပွားရေးကိုကျွန်တော်ဒါပြောနေသေးတာမဟုတ်ဘူးเนาะကိုအနေနဲ့ကိုရဲ့တည်တံ့ခံစားချက်နဲ့ပြောတာကျွန်တော်ဒီနာရှိတဲ့မိတ်ဆွေငယ်ချင်းပေါင်းနေဆိုတော့ကျွန်တော်အဲ့လိုမျိုးတိုက်တွန်းပေးဖြစ်တယ်မလုပ်ဘူးပေါ့เนาะအဲ့ဒါကြောင့်မို့ကျွန်တော်ကအခုမှဒီခွေးလေးနေနဲ့အထီးတွေ့ရှိတာကဒီမီလီမူကြီးမှာဆိုတော့ဒီ9နှစ်ကျော်6နှစ်အတွင်းမှာမာတာရှိတာဒါပေမဲ့အဲ့9နှစ်ကျော်6နှစ်အတွင်းမှာသိလာတဲ့အခါကျတော့ကျွန်တော်တို့လူမှုပတ်ဝန်းကျင်နေရာတွေတော်တော်များများမှာလူတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတပ်ဖြတ်မှုမျိုးစုံခံရတဲ့ခွေးတိရစ္ဆာန်လေးတွေအများဆုံးဖြစ်နေတဲ့အတွက်ကဒါခွေးလေးတွေကိုပဲပြောပြပေးဖြစ်နေတာပေါ့နော်